အခြေအနေကိုကျူတင်မိတ်ဆက်ပြီးတော့တစ်ဖက်ကထိုင်းနိုင်ငံကဆရာကြီးလည်းတည်သွားရအောင်နောက်တစ်ခါကျွန်တော်တို့ဒီဘက်က industry ကလူတွေလည်းပဲကျွန်တော်ရဲ့ industry အကြောင်းကိုလည်းပို့ပြီးတော့ခြုံငုံပြီးတော့မြင်ကြည့်နေအောင်လို့ကျွန်တော် PowerPoint presentation လေးတစ်ခုပြင်ဆင်ထားပါတယ်မြန်မာနိုင်ငံမျိုးလုပ်ငန်းဖွဲ့ချုပ်ရဲ့ကိုစားကျွန်တော်မြန်မာလိုပဲတင်ပြပေးပါမယ်အင်္ဂလိပ်လိုကျွန်တော်ရဲ့တင်ပြချက်တွေကတော့အင်္ဂလိပ်လိုသူတို့စီကိုလည်းဖြန့်ဝေပေးထားပြီးဖြစ်ပါတယ်ခင်ဗျအဲ့တော့လက်ရှိမြန်မာနိုင်ငံရဲ့လူစားနွားမွေးမြူရေးအခြေအနေကိုကျွန်တော်တင်ပြပေးရင်တော့ထိုင်းနိုင်ငံကDLD ရဲ့ဒုတိယညွှန်ကြားရေးမှူးချုပ်ကအငြိမ်းစားနေပြီးတော့ထိုင်းနိုင်ငံရဲ့လူစားနွားမွေးမြူရေးနှစ်တရာခီးအကြောင်းကိုဆက်ပြီးတော့တင်ပြတော့မှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်အနေနဲ့ပထမဆုံးစပြီးတော့တင်ပြခွင့်ပြုပါဆိုတော့ကျွန်တော်မြန်မာနိုင်ငံကစိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့နိုင်ငံဆိုတော့လည်းအားလုံးသိပြီးဖြစ်ပါတယ်လူဦးရေ9.15 တန်းပေါ့နော်9.15 တန်းနဲ့ကျွန်တော်တို့ရှိတယ်စိုက်ပျိုးနိုင်ငံလို့ပြောနေပြီမဲ့တစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့နှုတ်တောက်သုံးမှုကဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့ရှင်လိုက်လို့ရှိရင်အများကြီးနည်းနေသေးတာကိုတွေ့ရမှာဖြစ်ပါတယ်အထူးသဖြင့်တော့ထိုင်းနိုင်ငံဗီယက်နမ်နိုင်ငံတွေနဲ့နှိုင်းယှဉ်လိုက်တဲ့အချိန်မှာကျွန်တော်တို့တော်တော်ကြီးကိုနည်းနေသေးတဲ့အနေအထားလေးကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့နိုးလုပ်ငန်းရဲ့နိုဇာနောမွေးမြူရေးရဲ့အခြေအနေပေါ့လေဘယ်လိုဘယ်နေရာမှာဘယ်လောက်ထိမွေးနေလဲဆိုတာလေးကိုကျွန်တော်ပထမဆုံးတင်ပြချင်ပါတယ်အဲ့တော့ဒီ channel တွေကတော့မွေးမြူရေးကုသရေးဦးစီးဌာနကမွေးမြူရေးကုသရေးဦးစီးဌာန2028ခုနှစ်မှာကောက်ယူထားတဲ့သကောင်စီရင်ပေါ်မှာအခြေခံထားတဲ့ကိန်းဂဏန်းတွေဖြစ်ပါတယ်ဆိုတော့ကြည့်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံပြည်내နဲ့တိုင်းအသီးသီးမှာမန္တလေးတိုင်းဒေသကြီးသည်လူစောနာကောင်ရီအများဆုံးမွေးမြူထားတဲ့တိုင်းဒေသကြီးဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်36%ရှိပါတယ်အော်ရန်ကုန်ကတော့19%ဖြစ်တယ်ဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်တစ်ဖက်မှာတော့ graph ကဘာလေးကိုပြတာလဲဆိုလို့ရှိရင်နိုဇာနာမွေးမြူထားတဲ့မိသားစုအချို့အစားကိုရေတွက်ကိုပြပြတာဖြစ်ပါတယ်အဲ့တော့နိုဇာနာမွေးမြူတဲ့သူစုစုပေါင်းရဲ့52%ဒီမန္တလေးတိုင်းဒေသကြီးမှာဖြစ်နေပြီးတော့ရန်ကုန်တိုင်းကတော့9%လောက်ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ပဲခူးတိုင်းကတော့ဆိုတော့ပြောချင်တာကတော့ဗာလဲဆိုတော့နိုဇာနာမွေးမြူတဲ့သူတော်တော်များများဒီမန္တလေးတိုင်းမှာရှိနေကြတယ်ဆိုတော့တွေ့ရမှာဖြစ်ပါတယ် population ကလည်းအများဆုံးဖြစ်ပါတယ်ဒါပေမဲ့နောက်တဲ့ graph တစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့နိုဇာနာမွေးမိသားစုတစုမှာမွေးမြူထားတဲ့ကောင်ရီကိုပြန်ကြည့်လိုက်တဲ့အခါမှာရန်ကုန်တိုင်းကတော့ဒီမှာကိန်းတန်းလေးမိန်နေတာဖြစ်လို့ပါရန်ကုန်တိုင်းမှာမွေးတဲ့သူတွေကပြန်ပြတိန်တော်17ကောင်နှုတ်လောက်မွေးကြတယ်ဆိုတာကိုတွေ့ရပါတယ်အများဆုံးဖြစ်ပါတယ်မန္တလေးတိုင်းကတော့တိန်တော်2.8ကောင်လောက်ပဲမွေးတယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ graph ကိုကြည့်ရတဲ့ဆိုလို့ရှိရင်ကျွန်တော်မြေပုံကြည့်ရင်ပိုပြီးရှင်းပါတယ် population အနေနဲ့ဆိုရင်မန္တလေးတိုင်းကအကောင်ကြီးအများဆုံးဖြစ်ပါတယ်အိမ်တော်စုအနေနဲ့ဆိုလို့ရှိရင်မွေးမြူထားတဲ့သူအိမ်တော်စုဆိုလို့ရှိရင်လည်းမန္တလေးတိုင်းကအများဆုံးဖြစ်ပါတယ်ကျွန်တော်ရန်ကုန်တိုင်းကတော့ဘာဆိုတော့အိမ်တော်ချင်းပိုင်းဆိုင်တဲ့ကောင်ကြီးစူးစမ်းအဖြစ်ဆိုလို့ရှိရင်တော့ရန်ကုန်တိုင်းကအများဆုံးဖြစ်တယ်ဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီကဏ္ဍလေးကကျွန်တော်တို့အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အားလုံးလည်းကျွန်တော်လေ့လာထားပြီးသားဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ရဲ့နိုဇာနောမွေးမြူရေးဆိုတာအခုတန်းမခံနိုင်ကြဘူးအထူးသဖြင့်အပူချိန်နဲ့အတူတူ relative humidity လို့ခေါ်တဲ့ဆိုထိုင်းစမြင့်မားတာကိုမခံနိုင်ဘူးဆိုတော့နိုဇာနောမွေးမြူရေးမှာအပူချိန်နဲ့ဆိုထိုင်းစကိုချိတ်ဆက်ပြီးတော့ THI ဆိုတာကိုတွက်ထုတ်ယူပါတယ်အဲ့တော့ THI ရဲ့ bell level ဆိုလို့ရှိရင်တော့နွားတွေအတွက်မကောင်း bell level ဆိုတော့နွားတွေအတွက်ကောင်းတယ်တက်တာရှိတယ်ဆိုတော့တွက်ချက်ထားပြီးဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ဒီ THI နေတဲ့နေရာတွေဒီကျွန်တော်တို့နွားတွေအတွက်တက်တာရှိပြီးတော့နိုဇာနာမွေးမြူရေးလုံးတဲ့နေရာနွားတွေအတွက်အဆင်ပြေတဲ့နေရာလို့ပြောလို့ရပါတယ် THI က82နောက်ပိုင်းရောက်လာပြီဆိုလို့ရှိရင်82ကနေ89တိဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ moderate heat stress လို့ခေါ်တဲ့ heat stress နည်းနည်းစရလာပြီဆိုတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့80နဲ့89ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ heavy heat stress ရနေပြီเนาะကာလာအောက်ကိုရင့်သွားလေနွားမွေးဖို့ရအတွက်ခက်ခဲလာတယ်နွားတွေအတွက်အပူဒဏ်ကိုပိုပြီးခံစားရလေဆိုတဲ့အနေအထားဖြစ်ပါတယ်ဒါကအပေါ်ကဆိုထိုင်းသားဖြစ်ပါတယ်ဘေးကတော့အပူချိန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မန္တလေးတိုင်းနဲ့ရန်ကုန်တိုင်းကိုကြည့်လိုက်တဲ့အခါမှာနေတိုင်းတစ်နှစ်ပတ်လည်လုံးနေအပူချိန်တွေနဲ့နောက်ဆိုထိုင်းစားတွေနဲ့ကိုကျွန်တော်တွက်ပြီးတော့ THI တွက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့နွားတွေကနေတိုင်း heat stress အပူဒဏ်ကိုခံနေရတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားစရာက
ဘာဖြစ်လို့ရန်ကုန်နဲ့မန္တလေးမှာနွားမွေးဖို့အတွက်ရာသီဥတုအခြေအနေထောက်ပံ့မပေးဘဲနဲ့ဘာလို့နွားတွေများနေရတာလဲကျန်တဲ့ဒေသတွေမှာဘာလို့နိုဇာတော့ဘာကောင်းကောင်းမရှိတာလဲပေါ့နော်ဒါလေးကျွန်တော်တို့စဉ်းစားကြည့်ဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့နိုဇာတော့မွေးမြူရေးတွေဒီဘယ်ပေါ်မှာအခြေခံလဲဆိုလို့ရှိရင်နွားကြိုက်တဲ့နေရာမှာနွားမွေးတာမဟုတ်ဘဲနဲ့လူတွေကနှုတ်စားဖို့နှုတ်တောက်သုံးဖို့လူများများရှိတဲ့နေရာမှာနွားလိုက်မွေးတဲ့အနေအထားမျိုးဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့နိုးလုပ်ငန်းကိုပို့ပြီးတော့ရှေ့ဆက်သွားဖို့စဉ်းစားတဲ့အခါမှာဒီနီလန်းကအဆင်ပြေပါမလားကျွန်တော်တို့နည်းနည်းစဉ်းစားကြည့်တယ်လို့ထင်ပါတယ်အော်ဗီယက်နမ်နိုင်ငံမှာဆိုလို့ရှိရင်သူတို့ကဒီဇုံတွေသတ်မှတ်လိုက်ပါတယ်နွားတွေရဲ့အတွက်တင့်လျော်တဲ့ဘယ်ဒေသတွေကတော့ဇုံတွေနွားမွေးတဲ့နေဆိုတာမျိုးစဉ်းစားပြီးတော့အဲ့ဇုံတွေမှာမွေးမြူပြမျိုးကိုဆောင်ရွက်နေတာကိုတတိထားမိပါတယ်ဆိုတော့ကျွန်တော်တို့စီမှာတော့ဘာဖြစ်လဲဆိုတော့နံပါတ်1ချက်ကဒီစားသုံးမှုခြေနဲ့နီးစပ်ဆုံးနေရာမှာကျွန်တော်တို့ကနွားမွေးတယ်နေ့ချက်ကနွားမွေးလို့ကောင်းတဲ့နေရာဥပမာအဖြစ်ကျွန်တော်ဆိုပါဆိုရှမ်းပြည်နယ်မြောက်ပိုင်းမှာကျွန်တော်နွားသွားမွေးမယ်နွားတွေအတွက်တက်တာရှိတယ်ဒါပေမဲ့အဲ့ဒီကနေပြီးတော့ကျွန်တော်စားသုံးမှုအများဆုံးဖြစ်တဲ့ရန်ကုန်မန္တလေးကိုပို့ဖို့အတွက် logistic ပိုင်းမှာကျွန်တော်အခက်အခဲရှိတယ်စားသဖြင့်ပေါ့နော်ဒီလိုအခြေအနေလေးတွေကြောင့်ကျွန်တော်တို့ရဲ့လူသားနွားလုပ်ငန်းကရန်ကုန်မန္တလေးမှာပဲပြုံပြီးရှိနေပြီးတော့အဲ့ဒီဒေသတွေကနွားမွေးဖို့တိတ်ပြီးတော့နွားတွေရဲ့ခံနိုင်ရရှိသလောက်နွားတွေကထုတ်လုပ်နိုင်ဆိုရှိသလောက်ထုတ်လုပ်နိုင်တဲ့အနေအထားမဟုတ်ဘူးဆိုတဲ့အချက်ကလေးကိုကျွန်တော်တို့စဉ်းစားကြရလေးရအောင်တော့ဒီမှာတင်ပြတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့နွားတွေမှာကျွန်တော်မှာရှိတဲ့နွားကောင်ရည်စီးရင်ရရှိနေတဲ့အထီးမနဲ့အသက်အရွယ်ခြူစာစင်းဖြစ်ပါတယ်ဒီ backgraph ကပြထားတာကတော့2018ခုနှစ်သကောင်စင်းမှာအတိအကျကောက်ယူဖော်ပြထားတဲ့ကိန်းဂဏန်းဖြစ်ပါတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အရွယ်ရောက်ပြီး3နှစ်အထက်နွားအုပ်စုကိုကြီးလိုက်မယ်ဆိုလို့ရှိရင်နွားထီးကအများကြီးကြံနေသေးတယ်အချိုးစားအဖြစ်အများကြီးကြံနေသေးတယ်ဆိုတော့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဘာကြောင့်ကြံနေတာလဲကျွန်တော်တို့စီးပွားရေးရရောတွက်ချီကိုက်နိုင်ရင်လားတို့ဘာဆက်လုပ်တင်တယ်လဲဆိုတာလေးကိုစဉ်းစားနိုင်ဖို့အတွက်ကျွန်တော်ဒီမှာပြင်ပြထားခြင်းဖြစ်ပါတယ်ကျွန်တော်ဒီတိုင်းဆက်သွားရင်အစာဈေးကကြီးရယ်နိုးကလိုအပ်ချက်ကြီးကမြင့်လာနေပြီဒီချိန်မှာကျွန်တော်တို့ကနထီးတွေမွေးထားတာကတော့ဘယ်လောက်ထိအဆင်ပြေတယ်လဲအဲ့နထီးတွေကနေပတ်စံရအောင်ဘယ်လိုလုပ်လဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်ဆက်စဉ်းစားနိုင်ဖို့အတွက်ဒါလေးကိုတင်ပြခြင်းဖြစ်ပါတယ်နောက်2023မှာတော့2018မှာကျွန်တော်တို့ရဲ့လူစားနောက်ကောင်ကြီးကအကြမ်းကြီး3,2900ဝန်းကျင်ရှိရလို့ကျွန်တော်data ရသိရပါတယ်2023မှာတော့ကျွန်တော်တို့ရတဲ့ data ရနွားကောင်ကြီးက9,200ကျော်ဝင်းကျင်လောက်ကျွန်တော်စီမှာရှိတယ်လို့သိရပါတယ်เนาะကောင်ကြီးကတော့အများကြီးကြာပါเนาะဆိုတော့အဲ့2018ကအချိုးအတိုင်းကိုပဲပြန်ချိုးကြည့်မယ်ဆိုလို့ရှိရင်တော့မှာပဲကျွန်တော်တို့စီမှာလက်ရှိနိုးထုတ်လုပ်နေတဲ့နွားကောင်ကြီးကအကျမ်းမြင့်နမကြီးပေါ့နော်နိုးထုတ်လုပ်နေတဲ့အရွယ်ရောက်ပြီးသားကောင်ကြီးကအကျမ်းမြင့်3,000ခွဲနဲ့3,000ခွဲနဲ့4,000ကြားမှာပဲရှိတယ်လို့ကျွန်တော်တို့မှန်းဆနိုင်မှာဖြစ်ပါတယ်အဲ့ဒါလေးကတော့ကျွန်တော်တို့ supply chain လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံကနိုဇာနွားနိုးတောက်သုံးနှုန်းကိုနိုင်ငံတကာဖွဲ့စည်းတွေနဲ့တက္ကသိုလ်တွေကနေခံမှန်းတွက်ချက်ထားတာကလူတဦးဟာတစ်နှစ်ကိုနွားနို့10 ကီလိုဂရမ်တောက်သုံးတယ်လို့သတ်မှတ်ပါခံမှန်းထားပါတယ်ဆိုတော့လူဦးရေ51တန်း50တန်းဝယ်နို့တောက်သုံးဖို့ဆိုရင်အကြမ်းကြီးနို့တန်ကြီးတစ်နှစ်ကို9သိန်းကျော်တို့လိုအပ်မှာဖြစ်ပါတယ်အဲ့ဒီ9သိန်းကျော်ကိုလို့ရဖို့အတွက်ကျွန်တော်ဘယ်လိုသွားနေလဲဆိုရင် small and medium scale dairy farm တွေရှိမယ်အဲ့သူကနေပြီး milk collecting center တွေကိုသွားတာရှိတယ်ကိုယ်တိုင်ရောင်းချတာတွေရှိမယ်နောက်တစ်ခါဒီ local processing plant တွေမှာပေါ့နော်ကိုယ်ဒေတာမှာပဲ process လုပ်တာတွေရှိတယ်နောက်တစ်ခါကျွန်တော်တို့ နို့စီထုတ်လုပ်တဲ့လုပ်ငန်းတွေကိုသွားနေတာရှိတယ်နောက်တစ်ခါကျတော့ဒီနေ့တက်ရောက်လာတဲ့မှာပါ well guru boss တို့ငွေစင်ပလဲစသဖြင့်ဒီလိုမျိုး SME processing plant တွေကိုတွားနေတာဖြစ်ပါတယ်အဲ့ရမှာတစ်စစ်စားသုံးမှုစီကိုရောက်တယ်ဒါပေမဲ့ခုနကကျွန်တော်တို့ပြောခဲ့တဲ့နွားကောင်ရည်4,000ကနေပြီးတော့နှုတ်ဘလောက်ထွက်မလဲကျွန်တော်ပြန်ပြီးစဉ်းစားကြည့်နွားကောင်က8 kg per day ပေါ့တရက်ကို10 kg 9မိတာကျော်လောက်ထွက်မယ်ဆိုလို့ရှိရင်နွားထုတ်လုပ်မှုကတစ်နှစ်ကိုတန်ချိန်3,200လောက်ပဲရှိရနေတာဖြစ်ပါတယ်ကျွန်တော်တို့တကယ်လိုနေတာကတန်ချိန်9သိန်းကျော်ဖြစ်ပါတယ်ဆိုတော့ဒီ gap လေးကိုဖြည့်ပေးနေတာကတစ်ဖက်က local နွားတွေကနေရနေတဲ့နှုတ်တွေရှိနေတယ်တစ်ဖက်ကကျတော့ဗာလဲဆိုရင် import ပေါ့နော်
တရားဝင်တရားမဝင်တင်သွင်းနေတဲ့နှုတ်တွေနဲ့ဒီဟာတွေကိုကျွန်တော်တို့ကဖြည့်ဆည်းနေရတယ်ဖြစ်တယ်ဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါလေးကတော့ကျွန်တော် challenge and opportunities ဖြစ်ပါတယ်ဒါဒီထဲကတချို့ကိစ္စတွေဖြစ်ရှင်းပြီးသားဖြစ်ကောင်းဖြစ်မယ်ကျွန်တော်အသေးစိတ်ကြီးတော့အခြေုံငဲ့ကွက်ပြီးတော့မပြောတော့ပါဘူးအရေးကြီးတော့ကျွန်တော်တို့ insufficient product လို့ခေါ်တယ်ကျွန်တော်လုံလောက်တဲ့နွားနို့မရနိုင်တဲ့အကြောင်းရင်းတွေကိုကျွန်တော်ချိန်ကြည့်တဲ့အခါမှာတစ်ချက်ကတော့ကျွန်တော်တို့နွားတွေရဲ့ထုတ်လုပ်မှုက poor productivity ထုတ်လုပ်မှုနည်းနေသေးတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကောင်ရည်ကခုနကျွန်တော်ပြောလို့9နှစ်6နှစ်အတွင်းမှာကျွန်တော်ကကောင်ရည်အများကြီးထိုးပြီးတော့ဆင်းသွားတဲ့အနေအထားဖြစ်ပါတယ်နောက်တစ်ခုကတော့ cost ဖြစ်ပါတယ်ကျွန်တော်တို့ထုတ်လုပ်မှုစရိတ်ကတော်လေးမြင့်နေတယ်တစ်ဖက်ကကျတော့ limited market ပါကျွန်တော်တို့က note ထုတ်မယ်ဆိုရင်တော့မှ note တောက်တဲ့သူနဲ့နွားချက်နဲ့ဂျားထဲမှာချိတ်ဆက်ပေးမယ် processing လုပ်ငန်းတွေကမှန်တာပြောလို့ရှိရင်ကျွန်တော်တို့မလုံလောက်သေးဘူးလို့ပြောလို့ရတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တမောက်ရစမုတ်စည်းဌာနမှာမှတ်ပုံတင်ထားတဲ့ SME processor ပေါ့နော် note ပစ္စည်းလုပ်ငန်းပေါင်း60ကျော်ရှိပါတယ်အဲ့ဒီကနေတကယ်ထုတ်လုပ်နေတာဒီကျွန်တော်တို့နိုင်ငံလုံးတောက်သုံးမှုရဲ့17ရာခိုင်အဲ့တော့ကျွန်တော် future prospect ပေါ့နော်ဒီကနေစပြီးဒီနေ့ကျွန်တော်ဆွေးနွေးမှုတွေကနေစပြီးဘာဆက်လုပ်လို့ရနိုင်မလဲဆိုတော့စဉ်းစားပြတာဖြစ်ပါတယ်အဲ့တော့ဒီဟာတွေကိုအကုန်လုံးကျွန်တော်တို့မှန်တယ်လို့ယူဆတော့မဟုတ်ပါဘူးစဉ်းစားစရာရအောင်လို့ကျွန်တော်ခေါင်းထဲလေးတချို့ခေါင်းစဉ်လေးတွေထည့်ပြီးတာဖြစ်ပါတယ်လက်ရှိကျွန်တော်တို့မှာနွား4000ရှိတယ်ဆိုတော့နှုတ်ပေးနေတဲ့နွား4000ရှိတယ်အဲ့ဒီမှာနှုတ်ထုတ်လုပ်မှုကတနေ့ကို8ကီလိုနဲ့တွက်မယ်ဆိုလို့ရှိရင် metric ton 1200လောက်3,200လောက်ထွက်နေတယ်အဲ့တော့ကျွန်တော်တို့လိုတာပါဆိုတန်ချိန်9သိန်းရအောင်ထုတ်မှုဆိုရင်မလုပ်မယ်ဆိုလက်ရှိရှိနေတဲ့နွားတွေကနေပြီးတော့ပုံမွေးလာအောင်ပို့ထုတ်လာအောင်လုပ်သလိုတစ်ဖက်မှာတော့ဗာလဲဆိုရင် new investment တွေကလည်းပဲလိုအပ်လာမှာဖြစ်ပါတယ်လောလောဆယ်ဒီနေ့ခန်းသားထဲမှာလည်းပဲတချို့ investor တွေနိုးသုံးလုပ်ငန်းကိုစိတ်ဝင်စားပြီးလာကြတဲ့သူတွေအများကြီးကျွန်တော်နေတွေ့နေရပါတယ်ဆိုတော့ဒီ strategy နှစ်ခုနဲ့ကျွန်တော်တို့ချင်းကပ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ရှင်းနေတဲ့နွားတွေကနေနိုးထုတ်လုပ်မှုတက်လာအောင်မလုပ်မလဲဆိုပထမတစ်ချက်ကတော့ဗာလဲဆိုကျွန်တော်တို့ရှင်းနေပြီးသားနွားမွေးနေပြီးသား small holders တွေကိုပို့ပြီးတော့နွားပုံမွေးလာနိုင်ဒါမျိုးကျွန်တော်တို့စဉ်းစားဖို့ပါဥပမာအဖြစ်မန္တလေးတိုင်းဒေသကြီးမှာသူတို့ရဲ့ average နွားပိုင်ဆိုင်မှုကတိန်တောင်ကို3កောင်လို့ပြောတယ်3កောင်ထဲမှာကျွန်တော်တို့4កောင်တက်လာမယ်ဆိုရင်ကိုကျွန်တော်တို့ကဒီ note လုပ်ငန်းမှာအများကြီးအထောက်အကူပြုလာမယ်အနေအထားဖြစ်ပါတယ်နောက်တစ်ခုကတော့ production cost ကိုတက်နိုင်တယ်များ short ချဖို့ဖြစ်ပါတယ် production cost လို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီ concentrate လို့ခေါ်တဲ့အစာနှုတ်ကိုတိတ်အားကိုးပြီးမွေးကြတဲ့အနေအထားကိုတွေ့ရပါတယ်ပြီးခဲ့တဲ့လပိုင်းနေတော့ကျွန်တော်နဲ့ဆရာဒေါက်တာခင်နိုင်ပသိမ်မျိုးကိုသွားပြီးတော့ပသိမ်နဲ့ဟင်းစားမှာတင်တဲ့နေသွားပြီးဖွင့်တဲ့အခါမှာမွေးမြူစီတွေကတိလာတဲ့အတိရပါလဲဆိုရင်အစာနှုတ်က60ရာခိုင်နှုန်းလောက်အစာချမ်းက40ရာခိုင်နှုန်းလောက်ပဲဖြစ်နေတဲ့အနေအထားမျိုးကိုသွားပြီးတွေ့ရတယ်နော်ဒါကသူ့ရဲ့ cost တွေကိုမြင့်မားစေတဲ့အချက်ဖြစ်တယ်အဲ့တော့ဒါကို short ချဖို့ဆိုရင်ကျွန်တော်တို့ကဘာကိုအားကိုးရမလဲဆိုလို့ရှိရင်အစာချမ်းကိုပို့ပြီးအားကိုးနိုင်အောင်လို့ကျွန်တော်တို့ကမူဝါဒဘိုင်းကရောကျွန်တော်ရဲ့ယင်းနှိမ့်မြုံနှံမှုဘိုင်းကရောဝိုင်းဝန်းကူညီဖို့လိုတယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ခါတော့လက်ရှိနေမိသားနွားတွေရဲ့နှုတ်ထုတ်လုပ်မှုစွမ်းရည်ကိုအမြတ်တက်နိုင်ဆုံးမြင့်တင်ယူဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ကပိုပြီးနွားတွေကိုပိုပြီး view site လိုက်ပြုံနေတယ်။တော့8ကီလိုကနေပြီးတော့10ကီလိုထိဖြစ်လာနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့နွားတွေရဲ့ genetic အရာရှိပြီးသားကျွန်တော်ကဘာလဲဆိုလို့ရှိရင်ပုံမကောင်းမွန်တဲ့စီမံခန့်ခွဲမှုလိုအပ်ထပ်ဖြစ်ဖို့ဖြစ်ပါတယ်နောက်တစ်ခုတော့ဘာလဲဆိုလို့ရှိရင် calving interval လို့ခေါ်တဲ့နွားတသားနဲ့တသားကြားအချိန်ကာလကိုတက်နိုင်တဲ့ညချုပ်ပြီးတော့ချုပ်နိုင်ဖို့ကျွန်တော်တို့ကြိုးစားဖို့လိုအပ်မှာဖြစ်ပါတယ်ဒါဆိုရင်နွားကောင်ကြီးတိုးဖို့လည်းထောက်ကူပြုသလိုလိုစားနွားမွေးမြူတဲ့သူတို့အကျိုးမြတ်ရဖို့လည်းပို့ပြီးတော့အခွင့်အလမ်းရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့သင်တန်းမှာဆရာProfessor တူကနေပြီးတော့ဘာပြောမလဲဆိုလို့ရှိရင် time AI လို့ခေါ်တဲ့အချိန်သတ်မှတ်ပြီးတော့မြေတုံးမဲ့သားဆက်လုပ်နိုင်ဖို့နော်ဒီလိုလက်တဲ့ hormone တွေကိုအသုံးပြုပြီးတော့သားဆက်တာမျိုးလုပ်နိုင်ဖို့ဒါမျိုးကိုကျွန်တော်တို့စပြီးစဉ်းစားဖို့လိုအပ်မှာဖြစ်ပါတယ်နောက်တစ်ချိန်တည်းကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့နထီးတွေများနေတဲ့ကိစ္စကိုဘယ်လိုလုပ်မလဲဆိုတာစဉ်းစားကြည့်ပါကျွန်တော်တို့ Kogan University မှာတော့ဘာတွေ့ခဲ့လဲဆိုလို့ရှိရင်မွေးလာတဲ့နထီးတွေကိုသားနွားဖြစ်နေပြောင်းပြီးထုတ်လုပ်နိုင်မှုကျောင်းသားတွေကိုယ်တိုင်နွားမွေးပြီးတော့သူတည်တနာလုပ်တဲ့ product တွေထုတ်ပြီးရောင်းတာမျိုးကျွန်တော်လေ့လာခဲ့ရတယ်ဆိုတော့ကျွန်တော်စီမှာအဲ့လိုနည်းနဲ့သွားမှာဒါမှမဟုတ်လို့ရှိရင်လည်းပဲအမားတွေပဲကြာလာအောင် sex cement သုံးတာဒါတွေကျွန်တော်တို့စဉ်းစားဖို့လိုအပ်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဈေးကွက်ဖြစ်ပါတယ်အပေါ်ဟာတွေကိုကျွန်တော်တို့ဘယ်လောက်ပဲလုပ်ပြီး
ဈေးကွက်ဆိုတာကိုတည်တည်ချာချာမဖန်တီးနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အဆင်ပြေနေဦးမှာမဟုတ်ပါဘူးလို့ထွက်တဲ့နေရာတက်တက်စားရသူကတက်တက်ဖြစ်ပြီးတော့အဲ့ဂျားလေးကို link လုပ်ပေးမဲ့အနေအထားမရှိရင်ကျွန်တော်တို့အဆင်မပြေနိုင်သေးတဲ့အနေအထားဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ပြောတဲ့investment လုပ်ဖို့ဖြစ်ပါတယ်။တော့တချို့တွေလည်းလုပ်နေကြပြီဒီထဲမှာဒီ investment တွေကိုစိတ်ဝင်စားလို့လားတက်နေတဲ့သူတွေလည်းအများကြီးရှိနေပြီဖြစ်ပါတယ်။အဲ့တော့ဒီလိုစဉ်းစားချက်ထဲမှာနောက်တစ်ခုကျွန်တော်တို့ထည့်သွင်းစဉ်းစားစရာရှိတာမွေးမြူလုပ်ငန်းရဲ့သဘောတဘာဝအရခြံသေးတွေကကြာလေးအမျက်အစွန်းနေပြီးတော့ခြံကြီးတွေကိုမရှင်နိုင်ဘူးဆိုတော့လုပ်ငန်းကြီးတွေကိုမရှင်နိုင်တဲ့သဘာဝရှိပါတယ်။ဒါကခြံကြီးတွေကမကောင်းလို့မဟုတ်ဘူး။သူရဲ့လုပ်ငန်းရဲ့သဘာဝကဒီတိုင်းဖြစ်ဆိုအဲ့ဒါဆိုရင်ကျွန်တော်ခြံသေးတွေပို့ပြီးတော့ပုံမှန်ဆက်ပြီးတော့ရှင်းသန်နိုင်အောင်ဘယ်လိုလုပ်ပေးမလဲဆိုတဲ့အပိုင်းလေးတွေကလည်းကျွန်တော်ထည့်စဉ်းစားမယ့်အနေအထားဖြစ်ပါတယ်အဲ့တော့နို့တွေအများကြီးထွက်လာဖို့ပဲမဟုတ်ဘဲနဲ့ရှင်းနေမိသားနွားမွေးမြူသူတွေစီးပွားဖြစ်ဖို့ဆိုတာလည်းပဲမဖြစ်မနေထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်ဒီနေရာမှာကျွန်တော်ထိုင်းနိုင်ငံရဲ့ဥပမာကတော့အသေးစားနွားမွေးမြူသူတွေစုစည်းပြီးတော့cooperative လို့ခေါ်တဲ့စုပေါင်းဆောင်ရွက်တဲ့လုပ်ငန်းဆောက်တွေကကျွန်တော်တို့အတူယူစရာဖြစ်ပါတယ်ဆရာတွေကလည်းထည့်သွင်းပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ future prospect ကတော့တနေ့တော့အားလုံး10ကီလိုပြည့်အောင်နိုင်ငံခြားဝယ်မတော့ရအောင်လို့ဘယ်လိုထုတ်မလဲကစရင်ပိုပြီးအဆင်ပြေမယ်လို့ကျွန်တော်အနေနဲ့တင်ပြရရင်လည်းဒီဟုတ်ချုပ်ပါတယ်များကျေးဇူးအများကြီးတင်ပါတယ်